င်းဖို့မယ်ဆင်းဖို့မယ် ဝုံပြီးတော့ဝတ်ထားမယ်နားပိတ်ထားမယ် တက်ရောက်ခဲစီနေတာမဟုတ်ဘူးခိုင်းနေဟဲ့ ဝတ်နေတော့ထပ်ပြီးကွဲတော့မှာတော့ဝတ်နေနေကွဲတော့မှာကြောင့်တစ်ချက်ကွဲပြီးမှဟဲ့ငုံထားကွဲတော့မှာနော်ပိတ်ထားနားတွေပိတ်ထားဝတ်ထားကွဲတော့မှာ